ထုမျိုးမှကြိုဆိုပါတယ်ရှင်။အေဘရိတ်အပေါင်းတို့ရှိကြိုက်ထုမျိုးဟာဆိုရင်မြန်မာနိုင်ငံ၏တောင်ပိုင်းမိုးဘီနဲ့အနောက်မြောက်ပိုင်းကိုတည်ရှိတဲ့တဘာဝအလှတရားနဲ့ယဉ်ကျေးမှုဒလိမှုတွေအမှုများကျွေးသွားတဲ့မြို့တော်လေးတစ်မြို့ဖြစ်ပါတယ်။တဘာဝတာနဲ့မိဘကျွမ်းနာရေးတခွင်နဲ့တမိုင်းဝင်ဖျားเจ้าများစွာကြောင့်ခရီးသွားအတွက်အထူးစိတ်ဝင်စားကြရခြင်းဖြစ်ပါတယ်။အထင်မြင်နေရာများအနက်တွေကြိုက်ချမျိုးတောင်တွေတဘာဝတောင်နဲ့အလှတရားနဲ့မြို့ရဲ့ထိတဲ့မြို့ကိုကြည့်ရှုနိုင်တဲ့နေရာဖြစ်ပြီးလူသက်လူဟောင်းများစိတ်အေးချမ်းရတဲ့ရှိကြပါတယ်။ကြိုက်ထုရေးခြင်းမှုတွေတဘာဝအေးစင်နေမှမှုဖြင့်လှပတန့်ရှင်သောခရီးသွားဧရိယာတွေဖြစ်ပြီးမိသားစုနဲ့အတူအသက်ပြည့်ခရီးများအတွက်တူတော်တော်နေတာဖြစ်ပါတယ်။တန်လွဲလီကလာဒီညနေကြီးတွေနေဝင်အလှကြည့်ရှုရတဲ့တဘာဝလေးတွေမှာအနိုင်ယူရတဲ့လှပလူများခုဖြစ်ပါတယ်။မြို့ရဲ့တဘာဝအလှတရားတမိုင်းဝင်အမွေအနှစ်နဲ့ပြပြသူတို့ရဲ့အခက်စိတ်တို့ကခရီးသွားတအုပ်အနေနဲ့စိတ်ကြည်မှုတွေရအတွေ့အကြုံတွေနဲ့